ငါဟာဖြစ်တယ်တခါဆုံးရှုံးနစ်နာစရာတွေကြုံလာတဲ့အခါတခြင်းတွေကိုပဲရွေးချယ်တယ်တခါတစုံတစ်ခုကိုပြောမပြလောက်အောင်တတိယနေမိတဲ့အခါငါကိုတတိယနေတဲ့သူတွေစီသွားနေလိုက်တယ်တခါဒုက္ခဦးချမ်းပဲ့အထဲကနေထွက်ကြလာတဲ့ဘဝတွေကိုပျော်ရွှင်စွာရင်ဆိုင်စားသုံးနေသူတွေကိုတွေ့တဲ့အခါမှာဘုရားသခင်ကိုငြင်းဆန်တတ်လာတယ်တခါအထင်လွဲအမြင်လွဲမှားယွင်းချေချိုလဲကျနေတဲ့အခါငါကောင်ကပူပြီးထွေးပိုက်နှစ်သိမ့်တက်လာတယ်ပျောက်ဆုံးခြင်းတွေကိုပဲရွေးချယ်နေမိလို့ငါဘဝတစ်ခုလုံးဆုံးရှုံးသွားပါစေပျောက်ဆုံးခြင်းတွေကပဲငါကိုပြန်ရွေးချယ်မယ်လို့ယုံကြည်တယ်ငါဖမ်းရခတ်တဲ့ကြောင်တကောင်ဖြစ်တယ်လို့လေတန်းရှိသလောက်အတန်အိုးလုံနဲ့စောင်းကောက်တစ်လုံးလေးဖြစ်တယ်မြစ်တွေဟာကွေးကောက်တလောက်ဒီရေရဲ့ဖြောင်းကြီးအတက်အဆင်းစီးဆင်းနေပုံကိုကြိုက်သူလေဖြစ်တယ်မြင်သာကြားသာမစားရဲပေမဲ့လူအပ်လာရင်ကိုယ်တိုင်တက်ဖြတ်ရဖို့ဝင်မလေးသူလေဖြစ်ရဲ့ဘဝဆိုတာကြောင်ခြင်းတလူကြောင်လို့ရပေမဲ့ကြားခြင်းတလူကြားလို့မရတဲ့ဂီတတစ်ခုဖြစ်တယ်လို့ရေးဖွဲ့သူလေဖြစ်တယ်ကျယ်တွေကိုမော့ကြည့်ပြီးပျောက်နေတဲ့လမ်းပေါ်မှပြန်လာခဲ့ရသူဆိုတော့လေလေတိုးလိုက်တာနဲ့သူ့အလိုကြွေကြခြင်းနေတဲ့ကျဲအတူရောင်တွေကိုမုန်းတက်လာသူလေဖြစ်တယ်အောင်သူရလာ